ကျွန်တော်တို့မနေ့ကရှင်ပြိုင်ခဲ့တဲ့တခန်းရဲ့ပြဆက်12ဖွဲ့လုံးကိုကျွန်တော်တို့စုချီးမြှင့်ပေးမှာဖြစ်ပါတယ်။ဦးစွာနံပါတ်7ချိတ်ခဲ့တဲ့ Shivaji team Mandalay Chhatrapati Shivaji ပြဆက်နဲ့ရှင်ပြိုင်ခဲ့တဲ့ Mandalay ဖွဲ့အားဆုလက်ခံပေးပါရဲ့လေးစားစွာဖိတ်ကြားပါတယ်။ ဒီစုကိုကျွန်တော်တို့အကားရဲ့တာဝန်ခံတစ်ဦးဖြစ်တဲ့ဆောင်းတရာကျန်းကြီးမှချီးမြှင့်ပေးမှာဖြစ်ပါတယ်စုချီးမြှင့်ပေးဖို့အတွက်ကျွန်တော်တို့ကိုဆောင်းတရာကြီးအားစုချီးမြှင့်ပေးပါရဲ့ဖိတ်ကြားပါသည်။လက်ခုပ်တီးပြီးတော့အားပေးပါရင်တရားခံပါတယ် ဘူမီနာဂန်ကြီးနဲ့တွဲပေးမယ်ဒီစုကိုနံပါတ်7ရသွားတဲ့ဒီစုကိုကျွန်တော်တို့ဆောင်းကရာချန်ကြီးဘူမီနာဂန်ကြီးတို့မှပေးမှာဖြစ်ပါတယ် မန္တလေးက Shivaji team လာရောက်ယူပေးပါရဲ့မရှိကိုယ်စလဲလာရောက်ယူပေးပါရဲ့ကိုယ်စလဲတယောက်လာရောက်ယူပေးပါရဲ့ကောင်းပြီအဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ခုသွားမယ်နံပါတ်7ချိတ်ခဲ့တဲ့ Bajrangi Group ပသိမ်မဖြစ်ပါတယ်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရာတွင်ရှာခါဤအခမ်းကဏ္ဍရေးပါဖို့မန္တလေးလာရောက်ယူလိုက်ပါမန္တလေး မန်းလေးကရောက်လာပါပြီ ဟုတ်ပါပြီမန္တလေးအတွက်လက်ခုပ်တီးပေးပါရဲ့ပသိမ် ကျေးဇူးတင်ပါတယ် ပသိမ် Bajrangi Group ပသိမ်ပြီးွားရင်ကျွန်တော်တို့ဇေယဝတီ Group က Ramlila Dhanus Yagya နဲ့ရှင်ပြိုင်ခဲ့တဲ့အဖွဲ့ ready နေပေးပါ HYS ကတာဝန်ခံ3ဦးဒီနေ့ပေါ်တော့ကြွပြီပါစန္ဒီပကြီးရိုနီကြီးဒီနေ့ပဲကြွပြီပါ ပသိမ်ရကိုစားတယောက်လာရောက်ယူပေးပါရင်လေးသားစွာပန်ကြားပါတယ် ဒီစုကိုဒန်နီချန်ကြီးနဲ့ဘာစကတ်ကြီးကားတာဝန်ခံဘာစကတ်ကြီးဒီကြီးပဲလာလိုက်ရိုနီကြီးရော ပသိမ်အတွက်လက်ခုပ်လေးတီးပေးပါရင်ပန်ကြားပါတယ် ကမလာဆန်စင်မြေပေါ်ကမလာဆန် အဆင့်ကိုဖြင့်ရရှိခဲ့သောဇေယဝတီ Group Ramlila Dhanus Yagya ဖြင့်10ကျော်သွားတယ်10ဖြင့်ရရှိသော Chhawa Group ပသိမ် Chhatrapati Shivaji နဲ့ရှင်ပြိုင်ခဲ့တဲ့ Chhawa Group ပသိမ် ဒီစုကိုချီးမြှင့်ပေးဖို့အတွက်ကျွန်တော်တို့ရဲ့The Chin Patchin ARD တိုင်းရဲ့တွန်းပတ်ပေးမှုစုပါရကြီးနောက်ကျွန်တော်တို့ Pritham Prajapati ကြီး Chhawa Group အတွက်လက်ခုပ်တန်ကျဲဆုံးလေးဆက်လက်ပြီးဇေယဝတီ Group Ramlila Dhanus Yagya နဲ့ရှင်ပြိုင်ခဲ့တဲ့အဖွဲ့နံပါတ်6ချိတ်ပါတယ်စုလက်ခံပေးပါရဲ့စင်မြင့်ပေါ်တို့ကြွားရောက်ပေးဖို့ဖိတ်မှန်တကားပြုရပါတယ်ဇေယဝတီ Group Ramlila Dhanus Yagya စုချီးမြှင့်ပေးရတဲ့အတွက် Sudesh Nayak ကြီးကျွန်တော်တို့ရဲ့ကင်ဒရဝဝစတာပရမုခနဲ့ကျွန်တော်တို့Tamilar Sanji ကျွန်တော်တို့ရဲ့វិഭാગရဲ့ကာယဝ Tamilar Sanji ဇေယဝတီ Group စုလက်ခံပေးဖို့စင်မြင့်ထက်တွင်ကြွားရောက်ပေးဖို့ပန်ကြားပါတယ်ဇေယဝတီရတယောက်ကိုစားလာရောက်ယူပေးဖို့လည်းပြောပန်ကြားပါတယ်ကိုစားကောင်းပါပြီကိုစားချီးမြှင့်ပေးပါအဆင့်ရှေ့ဖြစ်ရခဲ့သောကြောက်တကား Group SDSS 85နှစ်ဖြင့်တမိုင်းအားပြခဲ့သောရှင်ပြိုင်ခဲ့သောကြောက်တကား Group
ဒီစုကိုကျွန်တော်တို့တချင်းမိဘကကာယကတာများစုပြီးကြီးပေးမှာဖြစ်ပါတယ်အေးစရာဝိကာနန်စုကေကြီးတချင်းမိဘကကာယကတာများလာ လက်ခုပ်ကိုအကျယ်လောင်ဆုံးတီးမြင့်တီးခြင်းအဖြစ်ဂုဏ်ပြုပေးပါဆက်လက်ပြီးအဆင့်9အဖြစ်ရရှိခဲ့သောစေဗီကာစမတီကြောက်တကား group ဂျန်စီကီရာနီနဲ့ရှင်ပြိုင်ခဲ့သောကြောက်တကားမှစေဗီကာစမတီဆုလက်ခံပေးပါရန်ဖိမှန်တကားပြုရပါတယ် ဒီစုကို HYS ကတောင်းကန်သုံးမှကြီးပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အချိန်မီလာရောက်ယူပေးတဲ့အတွက်အင်မတန်ကျေးဇူးတင်ပါတယ်လက်ခုပ်တန်လေးတစ်ချက်လောက်အုပ်စုလိုက်လဲလာရောက်ယူပေးတဲ့အတွက်ပိုပြီးကျေးဇူးတင်ရှိပါတယ်ခင်ဗျာအဆင့်6ဖြင့်ရရှိသောတောင်တကုံမှရာသာအဖွဲ့စရီခရစ်ယာန်ပြဇာတ်ကိုပြခဲ့သောရာသာအဖွဲ့ ဒီစုကိုဝိစတူကြီးရာဂျဆိုလန်ကြီးဒေဂျေဆွာကြီးโอเคမတ်တန်းတင်ဓာတ်ပုံလေးလည်းရိုက်လို့ရပါတယ်အရှိကိုကြည့်ပေးပါကျေးဇူးတင်ပါတယ်ခင်ဗျာအဆင့်5ဖြင့်ရရှိခဲ့သောရန်ကုန် Vivekanand Shakha starting by Dr. G အဆင့်5ဖြင့်ချိန်ခဲ့တယ်စုလက်ခံပေးဖို့စင်မြင့်ထက်မှာကြွားရောက်ပေးဖို့ဖိမှန်တကားပြုရပါတယ်ဒီစုကိုနဝင်းကြီးကျွန်တော်တို့ဒီဘာကရဲ့ဘောဒိကပရမုနော်ရောရှန်ကြီးပချိမတ်ရဲ့ဝဝစတာပရမုကြီးမှာကြီးပေးမှာဖြစ်ပါတယ်လက်ခုပ်လေးတီးပေးပါဦးကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးအဆင့်4ဖြင့်အဆင့်4နေရာမှာရရှိတဲ့စေဗီကာစမတီရန်ကုန်ရာမလီလာနဲ့ရှင်ပြိုင်ခဲ့တဲ့စေဗီကာစမတီရန်ကုန်အားစင်မြင့်ထက်တဲ့ကြားရောက်ဆုလက်ခံပေးပါရန်လေးစားစွာပန်ကြားပါသည်အောင်လံမျိုးကဒီစုကိုအောင်လံမျိုးကကာရီဝါနဲ့ကျွန်တော်တို့ရဲ့ဒီတချင်းဝီဘာကရဲ့ ID တာဝန်ခံရိုက်ကန်ကြီးစာဂရကြီးတို့စုပေးပါဖြစ်ပါတယ်ဒါရနီခေါ်လေဒါရနီကျွန်တော်တို့အဆင့်4ကနေပြီးတော့အဆင့်7အထိပြိုင်ပွဲဝင်တွေအားလုံးကိုနှစ်သိန်းစုအဖြစ်တစ်ဖွဲ့ကို3သိန်းစီချင်းမြင့်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့85နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားမှာစုတွေကိုစီမံခန့်ခွဲပြီးတော့ချင်းမြင့်သွားတဲ့ဒီဘာကတာဝန်ခံများအားလုံးစီမံပေါ်သို့ကြွပြီပါစုတွေကိုကျွန်တော်တို့ပြိုင်ပွဲဝင်စုတွေကိုစီစဉ်ပေးတဲ့ team အားလုံးစီမံပေါ်သို့ကြွပြီပါစုစီစဉ်ပေးတဲ့စေဗီကာဆွေယံစေဝကာရီကတာအားလုံးစီမံပေါ်သို့ကြွပြီပါတဦးမချကြွပြီပါစုပေးခဲ့တဲ့အုပ်စုတွေလေannouncer team ကြွပေးပါရှေ့ကိုကြွပေးပါကျွန်တော်တို့ဒီကနေ့သမိုင်းဝင်ဒီအစီအစဉ်မှာကာယညာနာနောက်ကျွန်တော်တို့ရဲ့စုတွေအားလုံး326စုကိုတစ်ခုမကျန်အားလုံးစီစဉ်ပြီးတော့ဆောင်ရွက်ခဲ့တာရှိပါတယ်ဒီအစီအစဉ်ကိုမနေ့ကနဲ့ဒီနေ့နေ့ညအားလုံးပြင်ဆင်ပြီးတော့ဆောင်ရွက်ခဲ့တဲ့ team လေးဖြစ်ပါတယ်နောက်ဒီအစီအစဉ်မှာ ID ဘိုင်းကိုကိုင်ခဲ့တဲ့ DJ ဆွမ်းကြီးအလုံးနဲ့အပြင်သွားနေပါတယ်DJ ဆွမ်းကြီးလည်းရှိနေပါတယ်ရဲကန်ကြီးရတိကြီး
နောက်ဒီဘက်ကစုထဲမှာတောင်းပေးရတဲ့မှာကျန်တဲ့လူရှိလားပတိကြီးဟုတ်ပြီနောက်ကြပါသေးလားကျန်တဲ့စင်မြင့်မော်တို့တက်ပေးပါဗီဒီယိုဆရာကြီးတောင်းမတန်းဆွဲမယ်ဒီဘက်နဲ့လေးတိုးပေးပါဒီစုကိုပြင်ဆင်ဖို့အတွက်အမှားရွေးမရှိအစစရရစီမံခဲ့တဲ့ team ဖြစ်ပါတယ်ကျွန်တော်တို့ The Chain မိဘက team အားလုံးလက်ခုပ်တီးပေးပါ လက်ခုပ်ကျဲဆောင်တော်လေး အားလုံးကျေးဇူးတင်ပါတယ်အချို့မှုဆောင်တွေကတော့အကြောင်းနဲ့အလုပ်တွေနဲ့အပြင်မှာရှိနေတယ်ဒီနေ့ကတော့ဒါကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်မတန်းနဲ့တင်ပါတယ် ဆက်လက်ပြီး one night play တခိုင်ရပြဆက်မှာတတိယစုကိုရရှိသွားတဲ့စောရစတိရှာခါပြင်ဦးလွင်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရာတွင်ရှာခါဤအခန်းကဏ္ဍဆိုပြီးတော့ရှင်ပြိုင်ခဲ့တဲ့စောရစတိရှာခါပြင်ဦးလွင်တတိယစုလက်ခံပေးဖို့ရာအတွက်စင်မြင့်ထွက်တွေကြောက်ရောက်နေရာယူပေးပါ ဒီစုကိုကျွန်တော်တို့85နှစ်ပြည့်ကျင်းပရေးကော်မတီမှပုဂ္ဂိုလ်များအဖွဲ့ဝင်များတာဝန်ရှိပုဂ္ဂိုလ်များစင်မြင့်ပေါ်သို့ကြွပြပါဒုက္ခနာ ဒါရိုက်တာကြီးဖြစ်တဲ့ ကြီး ဂံကားရတော်ကြီးဟာ ကိုင်လာကြီး ကြောက်ရောက်ပေးဖို့လည်းဖိတ်ကြားရတယ်ဒါရိုက်တာဂံကားရတော်ကြီး စရကြီး ဒါရိုက်တာဂံကားရတော်ကြီးဟာ 85နှစ်ပြည့်ကျင်းပရေးကော်မတီမှာတာဝန်ရှိပုဂ္ဂိုလ်များစင်မြင့်ပေါ်သို့ကြွပြပါစရဝန်းကြီးရောမမလည်းဗျအားလုံးလက်ခုပ်တီးပြီးအားပေးလို့ရပါတယ်ခဏလေးစုချင်းမြင့်ပေးတဲ့ဓာတ်ပုံလေးမတန်းနေဓာတ်ပုံလေးယူလိုက်ပါ 85နှစ်ကော်မတီကလည်းလာလိုက်စုတတိယရတဲ့အဖွဲ့ခဏလေးနေပေးပါဦးဒီတတိယစုရတဲ့အဖွဲ့ဟာပัญจဝတီကော်မတီဥက္ကဋ္ဌရှရီဟရီကြီးနဲ့အဖွဲ့မှလည်းအထူးစု10သိန်းတီတီကိုဆက်ချင်းမြင့်ပေးသွားပါတယ်ခင်ဗျာပัญจဝတီကော်မတီဥက္ကဋ္ဌဒီတကွာအဖွဲ့သူဖွဲ့သားများအားလုံးချင်းမြင့်ပေးတာဖြစ်ပါတယ်ဆရာမမြင့်ပေးပါဆရာမတန်းလေးတေချာယူပေးပါဟုတ်ပြီဒါပြင်ဦးလင်အတီးဖြစ်ပါတယ်ကျွန်တော်တို့ပัญจဝတီယောဂစင်တာ group ဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးခေါ်လိုက်တဲ့ဒေါ်ဆန်းဆန်းတဲ့ဟာဆိုလို့ရှိရင်ပြင်ဦးလင်မှာကျင်းပခဲ့တဲ့ဟိန္ဒူအမျိုးသမီးညီလာခံရဲ့တာဝန်ခံတူလည်းဖြစ်ပါတယ်ဒေါ်ဆန်းဆန်းတဲ့ဥဆောင်မှုနဲ့ကျွန်တော်တို့ရဲ့ဒီညီလာခံကြီးပြင်ဦးလင်မြို့မှာအောင်မြင်ဖြစ်ခဲ့တာလည်းရှိပါတယ်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဆက်လက်ပြီးဒုတိယဆုကိုရရှိခဲ့တဲ့ရာမာယန်ကထာစီတာဆွမ်ဝတ်ရှင်ပြိုင်ခဲ့တဲ့ဒေါ်
ဒေါဘုံမှဘဂတိအဖွဲ့ဖြစ်ပါတယ်ဆူလက်ခံပေးဖို့စီမင်းထက်မှာကြွရောက်ပေးပါရန်၄သောစွာဖာချက်ဖိတ်ကြားပါလိဘဂတိအဖွဲ့ဒေါဘုံများဖြစ်ပါတယ် ဒီစုကိုချင်းမြတ်ပေးဖို့အတွက်ကျွန်တော်တို့ဆာရဝန်ဘာဂျိုရီယာကြီးလက်ချမန်ညိုပါနေကြီးရာဂျူပိုတယ်ကြီးချင်းမြတ်ပါတော့ကြွပေးပါရာဂျူပိုတယ်ကြီးရာဂျူပိုတယ်ကြီးလက်ကုပ်လေးကျဲလောင်းတော့တီးချင်းဖြင့်အားပေးပါလို့ဒီဘက်နဲ့တိုးပေးပါဒီဘက်နဲ့တိုးပေးပါစုချင်းမြတ်နဲ့85နှစ်ကော်မတီကစုတို့ကိုလက်မှာပဲစက်ကင်ထားပါတယ်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့စုချင်းမြင့်ပေးသောအဖွဲ့အောင်စုလက်ခံပေးတဲ့အဖွဲ့အားလုံးကျေးဇူးတင်ရှိပါတယ်ယခုနောက်ဆုံးစုလက်ခံပေးဖို့အတွက်ပထမစုတခန်းရပြဇာမှာခရစ်ယာန်စုသမနဲ့ရှင်ပြိုင်ခဲ့တဲ့ဘာလာကြီးတန်လျင်အဖွဲ့စုလက်ခံပေးဖို့စင်မြင့်ထပ်မှာနေရာယူပေးပါဤစုကိုချင်းမြင့်အတွက် Dr. Ramniwaji ကိုစီမင်းထက်တွေခေါ်ရသည်ဤစုမြင့်ကိုချင်းမြင့်ပေးရတဲ့ Dr. Ramniwaji ကျွန်တော်တို့ပါတီဗန်ကြီးမောဟန်ကြီးနဲ့ဆူနီလ်ကြီးတို့အားစုချင်းမြင့်ရန်အတွက်စီမင်းထက်မှာကြွားရောက်ပေးဖို့ဖိတ်မှန်တကားပြုရပါတယ် Dr. Ramniwaji ပါတီဗန်ကြီးမောဟန်ကြီးနဲ့ဆူနီလ်ကြီးတို့အားစုချင်းမြင့်ပေးရန်အတွက်ဖိတ်ကြားပါတယ်ထမင်းမစားသေးတဲ့အပရိသတ်များအားလုံးရစာတောင်းဆောင်ပြီးမှပြန်ကြဖို့လည်းထပ်လောင်းမေတ္တာရပ်ခံရပါတယ်ဒီလည်းကြီးပါစုချစ်ပေးဖို့ဖိတ်ကြားပါတယ်အားလုံးဝိုင်းပြီးတော့ယူလိုက်ပါပြီးဒီဘက်ကိုကြည့်ပေးအဲ့လိုမဟုတ်ဘူးနည်းနည်းနောက်ဆောက်လိုက်ဒီဘက်မှာကြည့် Disco ကျဲလောင်ဆုံးလေးလူပဲရလာဆိုးလို့ရတယ်ပါHinduကိုကြောက်စားပြီ1 2 3 4အားလုံးဆိုလို့ရတယ်ဟေးအားလုံးလက်ခုပ်တီးပြီးဆိုမယ်ကိုကြည်ဝမ်ကိုစေဒုက္ခိဂျာဂတ်တေကို
सर्वार्थसाधिकां शरण्यां सर्वभूतानां नमामो भूमिमातरम् सच्चिदानन्दरूपाय विश्वमङ्गलहेतवे विश्वधर्मैकमूलाय नमोऽस्तु परमात्मने विश्वधर्म विकासार्थं भवन्तु सुखिनः सन्तु निरामयाः सर्वे भद्राणि पश्यन्तु मा कश्चित् दुःखभाग् भवेत् ॐ शान्ति 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 ကျွန်တော်တို့ဒီနေ့ကျင်းပတဲ့နေ့ရက်တာတမိုင်းဝင်အစီအစဉ်မှာလိုအပ်ချက်များရှိလို့ရှိရင်ဒီမှာပဲထားခဲ့ပြီးတော့ပြောဆွေးနွေးရည်အမှတ်တရတွေဘဝမှာဆောင်ရွက်ရမယ့်ကိစ္စတွေပဲလူဆောင်သွားဖို့ကျင်းပရေးကော်မတီပူဇာအားလုံးကိုမြစ်တာရက်ခံရပါတယ်လိုအပ်ချက်များရှိရင်အားလုံးဖိလုပ်ပေးဖို့လည်းမြစ်တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ်ပြန်လည်ဆုံကြည့်ပါမယ် ओ मंत्र है अपना चरे वेदी तेरी तो मन